ထားတယ်နော်နောက်ပိုင်းကျရင်ဒီဆောက်အအုံဖြစ်တယ်ဒီကိုလိုနဲ့အတူတူထားရပေါ်လာတယ်အဲ့ခါမှာ One Marina Garden နဲ့ပတ်သက်ပြီးတော့ဒီနေ့ကတော့အပိုင်း2ဖြစ်ပါတယ် One Marina Garden မှာဆိုရင်ကျွန်တော်တို့အဓိကအပြင်တော့တာဝါ2ခုပေါ့နော်တွင် Tower ပုံစံနဲ့ဆောက်ရတယ်ဆောက်သွားပြီးတော့နောက်ထပ် location က Marina South MRT မှာရှိတယ်အခုလက်ရှိက One Marina Garden ဒီပထမဆုံးလမ်းအနေနဲ့ပေါ်လာတယ်ပေါ့နော်အဲ့နောက်ပိုင်းတော့ one after another တစ်ခုပြီးတစ်ခုပေါ်လာမယ်လက်ရှိမှာဆိုရင်တော့ view enjoy လုပ်လို့ရတာတော့သိကြတယ်ဒီဘက်လှည့်တဲ့အခန်းတွေဒီ sea view ကိုရမယ်ပြီးတော့ဟိုဘက်ကိုလှည့်တဲ့အခန်းတွေဆိုရင် IR နဲ့ garden man နဲ့ view ကိုရမယ်နော် project information အပြင်99 year lease ဆိုဖြစ်တယ်အခန်းပေါင်းက939ခန်းပါဝင်တယ် district 1မှာရှိတယ်စင်ကာပူရဲ့ number 1 location ပေါ့ Marina Bay developer တော့ Kingsford ကဆောက်တာ Kingsford ကတော့ဒီနေရာမှာကျွန်တော် resale တစ်လုံးကိုပြန်ပြီးတော့ run out လုပ်လိုက်တာပေါ့နော်ကျွန်တော်ဝယ်ပေးတဲ့အခန်းပေါ့ Kingsford Hayview Peak ကအခန်းအဲ့တော့ Kingsford ရဲ့ quality တွေကတော့တကယ်ကိုကောင်းတယ်အခန်းအပြင်က one bedroom ကအခန်းပေါင်း240ပါတယ် size က420 452 square feet ရှိတယ် two bedroom က189ခန်းပါတယ် two bedroom study ပြီးတော့ three bedroom dual key three bedroom ပြီးတော့ three bedroom premium four bedroom premium ပါတယ် four bedroom premium ကတော့ဆိုတော့အခန်း40ပဲရှိတယ် size ကတော့1640ခွန်ဈေးလည်းကောင်းတယ် size လည်းကောင်းတယ် location က Marina South MRT DE21 အခုလောဆယ်မှာ DE21 ခဏဖျောက်ထားတယ်ဖျောက်ထားပြီးတော့ဒီ map မှာဆိုရင် DE20 နဲ့22ပဲရှိတယ်အဲ့တော့ DE21 ဒီပေါ်လာမယ်ပေါ်လာမှာတော့မှဒီ MRT ရဲ့ဝင်တဲ့ site gate နဲ့တခါတည်းကိုဒီ project မှာပဲ site gate တစ်ခုပေးမယ်One Marina Garden ရဲ့ဒီ developer layout ဖြစ်တယ်ပေါ့နော် bid တောင်မှာ Kingsford ကနိုင်သွားတယ်သူ့နိုင်သွားတဲ့ bidding price က1400နဲ့2ကျပ်နဲ့သူနိုင်သွားဒီမြေဈေးကြီးပဲပေါ့အဲ့ဒါပြီးတော့သူ့ရဲ့ construction cost material cost labor cost everything all အကုန်လုံးပေါင်းရတဲ့အချိန်မှာသူ့ရဲ့ break even cost ကဘယ်လောက်ဖြစ်သွားလဲဆိုတော့1 square feet 2361ကျပ်ဖြစ်သွားတယ်အဲ့တော့ကြောင့်မလို့တော့ပြန်ရောင်းတဲ့အခါမှာ2900 2800 range ဝင်ကျင်တဲ့သူရောင်းတယ်ဈေးတွေကတော့ one bedroom ရဲ့ဈေးဒီ420 square feet 1.16 million နဲ့ရောင်းတယ်ဒါပေမဲ့အဲ့ခန်းကတော့ဆိုးသွားပြီအခုလောဆယ်ကျန်တာ 1.18 million နဲ့တစ်ခန်းကျန်တယ်ကျန်တာလည်း 1.2 million နဲ့အထက်တွေပဲကျန်တော့တယ်2 bedroom ကတော့ 1.8 million နဲ့ဆိုမှအဲ့ခန်းလည်းဆိုးသွားပြီအဲ့တော့2 bedroom ဒီ2 million ဝန်းကျင်မှာဆိုတော့အခန်းတွေရှိသေးတယ်3 bedroom တွေလည်းအဲ့လိုမျိုးတော့ဈေးသက်သာတဲ့အခန်းတွေအရင်ဆုံးထွက်သွားတာပေါ့နော်3 bedroom ရဲ့ size ကတော့904 4 bedroom ကတော့1640ခုသူ့ရဲ့ starting price က 4.45 million နဲ့စတယ်Tower 2ခုက Twin Tower မှာဒီဘက်က Tower 3ပေါ့ Block 3ကအထက်30ရှိပြီးတော့ဒီဘက်က Block 5ကကျတော့44ရရှိတယ်အဲ့တော့ Tower 2ခုက height မတူပြီးတော့နောက်တစ်ခုက Tower 2ခုကအချင်းချင်းမြင်ရတာမဟုတ်ဘူးပေါ့နော် different from each other အဲ့အတွက်ကြောင့်မလို့နှစ်ခုလုံးဒီလိုက် unblock view ရတယ်ဆိုတော့ design အရင်ကောင်းတယ်သူကဒီ landscaping မှာကြည့်မယ်ဆိုရင်သူရဲ့ landscaping ကကြတော့ဒီဘက် block ကဘယ်ဘက် block ကလည်းသူ့မှာပူပြရတယ်ညာဘက် block ကလည်းပူပြရတယ်တစ်ခုနဲ့တစ်ခုနဲ့လို့ CE ရှာစားမလုပ်ထားဘဲလွှဲထားတာပေါ့နော်အဲ့ idea အရင်ကောင်းတယ်အခုကဒါက one bedroom ရဲ့ floor plan one bedroom ကနေပြီးတော့ထဲဝင်သွားမယ်ဆို open kitchen ဖြစ်မယ်အဲ့ဒါပြီးရင် dining ရှိမယ် living ရှိမယ်ပြီးတော့ balcony ရှိမယ် master bedroom ကညာဘက်မှာရှိတယ် master bedroom toilet ကဒီ master bedroom ရဲ့ဒီဘက်အောက်မှာရှိတယ်အခုဒီဟာက2 bedroom ကကြတော့ဒီ dumbbell လေးအောက်ပေါ့ဘယ်နဲ့ညာနဲ့ဖြစ်သွားတယ် master bedroom ဘက်မှာဆိုရင် toilet ပါတယ် common room ဘက်မှာဆိုရင် toilet ပါတယ်ဒါပေမဲ့ common room toilet ကတော့ချိန်မထားဘူးပေါ့ guest တွေပါသုံးလို့ရအောင်လို့လုပ်ပေးထားတယ် balcony ပါတယ်အခုလက်ရှိက3 bedroom ဒါတော့ခုနပြောတဲ့4 bedroom ပေါ့1600နဲ့40 square meter အဖြစ်153 square meter ရှိတယ်4 bedroom premium unit အရင်ကောင်းတယ် step 19ရှိတယ်အခုဒီဟာကဝင်ပေါက်ပေါ့နော်ဒီတွေ့ဝင်ပေါက်ကလည်းအရင်ကgrandကြတယ်အဲ့တော့ကျွန်တော်တို့ drone view ကိုတစ်ချက်တော့ကြည့်မယ် drone view ကိုတစ်ချက်တော့ကြည့်မယ်ဆိုရင်ဒီဟာကတော့ overall drone view ပေါ့ဒီ Marina Bay မှာလက်ရှိအားရအောင်မြင်ရမယ်ဆိုဒီလိုမျိုး view မျိုးနဲ့မြင်ရမယ်ဒီဘက်ဆိုရင် Orchard ကိုမြင်ရမယ်ဒီဘက်ဆိုရင် Marina Bay Financial Center Chinatown Shenton Way အခုလက်ရှိမှာဒီမြေတွေအကုန်လုံးကတော့လက်ရှိမှာတော့ empty land တွေပေါ့နော်ခါရဲပိုင်းနဲ့ပြီးရင်အနေနာဝင်ကြရအဲ့ပြီးရင်အခုနောက်ထပ်45တက်က view ကိုတော့မယ်ဟုတ်ပြီ45တက်က view ကဒီလိုမျိုး view မျိုးရမယ်45တက်မှာလည်း Sky Garden ရှိတယ်အဲ့တော့ Sky Garden က common area ပေါ့ Sky Garden မှာကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ခေါ်ပြီးတော့
စကားပြောမယ်ဆိုရင်မီတင်လုပ်မယ်ဆိုရင်ဒီလိုမျိုး view မျိုးရမယ်45တက်ပြီးအထက်20ပေါ့အထက်20မှာဝယ်မယ်ဆိုရင်ဒီလို view မျိုးရနိုင်တယ်ဒါအထက်20ရဲ့ view ပေါ့အဲ့ဒါပြဒါတော့10တက်ဝမ်မရီနာဂါဒန်ကိုကျွန်တော် site ကိုသွားပြီးတော့ဗီဒီယိုရိုက်ထားလည်းရှိရယ်ဒီဗီဒီယိုလေးကိုအခုဒီဗီဒီယိုရဲ့အနောက်မှာ attach လုပ်ပေးထားပါဘောเนาะတကယ်လို့ဝမ်မရီနာဂါဒန်ကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်989613ပါဗီဒီယိုလေးကိုဆက်ပြီးကြည့်ပေးပါเนาะအားလုံးပဲပါကျွန်တော်ရောက်နေတာကတော့ဝမ်မရီနာဂါဒန်ဝမ်မရီနာဂါဒန်ကဘယ်မှာရှိလဲဆိုတော့မရီနာဆောက်အမှာမှာရှိတယ်မရီနာဆောက်အမှာကကျွန်တော်ရဲ့ PE အသစ်ဖွင့်မဲ့မရီနာဆောက်အမှာဖြစ်တယ်ဒီမှာဒီမရီနာဆောက်အမှာဒီနေရာခဏလေးလွတ်ထားတယ်เนาะနောက်ပိုင်းကျရင်မရီနာဆောက်အမှာဒီဖွင့်မယ်ဒီကိုလိုနဲ့အတူတူထားရပေါ်လာတယ်အဲ့ဒီခါမှာထူးခြားချက်ကဒီမရီနာဆောက်အမှာဒီနဲ့ကိုလိုရဲ့ site နဲ့ထားရဆက်ထားတယ်ကျွန်တော်ဒီကျလောက်လာတာနှစ်ပေါင်း16နှစ်အတွင်းမှာဒီတစ်ခေါက်ကပထမဆုံးဒီကိုလိုကနေပြီးတော့ကျွန်တော်ဒီမှာဒီ site နဲ့ထားရပေါ်လာဒီရဲကိုစစ်စစ်ဖြစ်တယ်နောက်တစ်ခုကကျတော့ Marina Bay ဆိုတာကဒီရဲ့ skyline ကိုဒီလိုရဲ့ဒီနောက်မှာဆိုရင် IR ရှိမယ်ပြီးတော့ဒီ flyer ရှိမယ် garden by the bay ရှိမယ် sea view ရှိမယ် view နဲ့အရန်တာပဲလို့အဲ့တော့ Marina Bay ရဲ့ကျွန်တော်တို့ land နေပုံမှာဒီ one Marina garden ဒီပထမဆုံး land နေဖြစ်လာတယ်ဖြစ်လာပြီးတော့နောက်ပိုင်းတော့စုပေါင်း16block 16 block ဆိုပြီးတော့ပေါ်လာတဲ့အခါမှာတော့နောက်ပိုင်းဖြစ်တဲ့ကျွန်တော်တို့ block နေတာတော့ one by one တော့ဒီ IR တို့ဘာလို့ကောက်အောင်ဒါပေမဲ့လောတယ်မှာကျွန်တော်တို့ဒီ very nice view ရနိုင်တယ်ပြီးတော့ကျွန်တော်တို့ location itself ကလည်း iconic ဖြစ်တယ်။ဒါကြောင့်ဗမာပြည်နဲ့ဆို Marina Bay မှာနေတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့အဓိကတော့ base လို့ပြောတယ်။လို့ show black ကိုချက်တယ်။လို့ show black ကလည်းအရင်ကဆက်တယ်။ show black ကတော့ကျွန်တော်တို့ကဒီရောက်နေပေါ်နေတာ။ပေါ်တယ်ကတော့ဒီ model ကထက်30ပေါ့။ထက်30 model ကိုပဲအဲမှာက44တဲ့ model ပေါ့။အဲ့ဒါပြီးတော့အဓိကတော့ landscaping ပေးထားတယ်။ landscaping ပေးထားတော့ကျွန်တော်ဒီ Marina Bay တို့ offset တို့ location ပေါင်းတဲ့ district 1ဒီအားလို့ location မျိုးပါကျွန်တော်တို့ဒီ landscaping နဲ့ရခဲ့တာတော်လေးတော့ဖြစ်တယ်။ဒီတော့ဘော်ရီတစ်ခုချင်းစီရဲ့သေးစိတ်ကိုသိထားလိုက်ကြပါနော်ဒီချက်စီလိုက်။ရဟုတ်ပြီ။ဒီလိုလို့စတဲ့ကတော့တို့အဝေးဆိုရင်ဒီဟာကဒီ one Marina ကားရဲ့အဝေးပေါ့နော်ကျွန်တော်ဒီဘက်မှာဆိုရင်ဒီသူ့ရဲ့နာမည်လေးရေးထားတယ်ရေးထားပြီးတော့သူ့ရဲ့အဝေးကလည်းတော်လေး grand ကြတယ်သူကဒီမှာလေ drop off ကနေပြီးတော့လုပ်ပေးထားတယ်အဲ့ဒါပြီးတော့ drop off ရဲ့အပေါ်ထဲမှာဆိုရင်ရေကူးကန်ပေါ့အဲ့တော့ရေကူးရဲ့ရှိတဲ့ floor ကဒါ elevated floor ဖြစ်သွားတယ်ကျွန်တော်တို့မှာ family pool ပါတယ်အဲ့ဒါပြီးတော့ kids pool ပါတယ်ပေါ့အဲ့ဒီ landscaping ကတော့တော်တော်လေးကိုထားတယ်အဲ့ဒါပြီးရင်သူကဒီဘက်ကိုလာမယ်ဆိုရင်ဒီဘက်မှာ children center playground ရှိမယ်အဲ့ဒါပြီးဒီဘက်ပေါ်မှာလည်းနောက်ထပ် playground နောက်ထပ်တစ်ဆင့်ပါသေးတယ်အဲ့တော့ကျွန်တော်တစ်ပင်လေးနဲ့ကာပြီးထားမယ်ဒီ Benjamin ရဲ့ landscaping နဲ့တော်လာတယ်အဲ့ဒါပြီးရင်ကျွန်တော်ရဲ့ဒီဘက်အထက်30ရှိတဲ့ tower တစ်ခုတော့ရလာတယ်ဒီနေ့ကတော့လူတွေအများကြီးပဲဗျနောက်တစ်ဘက်က preview ဖြစ်မှာဆိုတော့ဒီနေ့လူတွေရောတော်တော်များတယ်လာကြည့်ရလူတွေဒီခုကဒီဘက်မှာတည်းပြောဟိုဘက်အချက်မှနောက်ထပ်တည်းပြောပါတယ်အဲ့ဒါပြီးရင်ဒီဘက်ကတာဝါကကြတော့သူက44တဲ့တာဝါ44တဲ့တာဝါမှာတို့ဒီ sky deck ကစုစုပေါင်း3ခုပါတယ်3ခုပါတော့ဒီဟာက sky deck တစ်ခုပေါ့နော်ဒီ sky deck ကတော့360ဖြစ်ပြီး view အရန်လာတာပေါ့နော်ကျွန်တော်တို့ဒီစင်ဂျူရဲ့ IR တို့ဂါရက်မှာလက်ပေးလို့ပြောနေတာအဲ့ဒီကနေပြီးအပေါ်သွားရင်အပေါ်မှာနောက်ထပ် sky garden နောက်ထပ်တစ်ခုရှိတယ်ဒါဒီက sky garden ဖြစ်တယ်အဲ့ဒါပြီးရင်ဟိုးပေါ်မှာဆိုရင်ကျွန်တော်တို့ဒါ44တဲ့ပေါ့နော် fan house ရှိတယ်ပြီးတော့အထက်ဒီမှာထူးခြားချက်ကဒီအစုံအခန်းတွေကဗရင်းမောင်လေးတွေကကပ်လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည့်ဗရင်းမောင်လေးတွေကနေပြီးတော့ဒီIR နဲ့ဂါရက်ပိုင်းနဲ့ပြီးစီဗီတွေကိုမြင်ရတယ်။ဒါကတော့အခန်း3ခန်းနဲ့4ခန်း3 bedroom နဲ့4 bedroom တွေကိုဒီဗရင်းမောင်လေးတွေကို curve လုပ်ပေးထားတယ်။အဲ့တော့ curve လုပ်ထားတဲ့အခန်းတွေကကျွန်တော်တို့ special unit တွေပေါ့နော်။အခုရောက်နေတာကတော့အခန်း4ခန်းပါတဲ့ showroom ကိုရောက်နေတယ်။အခန်း4ခန်းမှာဆိုရင်ကျွန်တော်ဒီကတော့ main door ပေါ့နော် main door ကနေဝင်လာတယ်။ဝင်လာတဲ့အခါမှာအခုပြထားတဲ့ဒီ design လေးတွေကတော့ developer ရဲ့ ID ပေးထားတဲ့ design လေးပေါ့တော့ idea ပေးတာပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲအဲ့တော့ဒီ wall လေးကနေဝင်လာမယ်ဒီနေရာလေးမှာဆိုကျွန်တော်တို့ဒီဖနက်စီးဖို့အတွက်နေရာလေးထားလို့ရမယ်ဒါ ID မှန်ဒီတောင်းလေးရ ID ပေါ့နော်ဒီနေရာလေးမှာထိုင်လို့ဒါလည်းခုံလို့လို့ရတယ်အဲဒါဆိုစင်လေးတွေစောက်လို့ရတယ်အဲ့ဒီမှာ ATM နဲ့ကျွန်တော်ဝင်လာတဲ့အခါမှာကျွန်တော်တို့ဘယ်ရောက်မလဲဆိုတော့ kitchen လေးရောက်
kitchen ကိုရောက် kitchen က enclosed kitchen ဆိုတော့ဒီချက်လို့ဆိုရင်ဒီကားလေးကိုပြုတ်ချက်တော့ဒီရဆိုရင် kitchen က left and right ရှိတယ်ဒါမှမဟုတ်ဆိုရင်ဒီလိုဒီ drawer လေးဒီကတော့ဒီ condo က district 1မှာရှိတဲ့ CCR ရဲ့ကောင်းတဲ့ condo ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် luxury ရဲ့ idea ဒီအားဆို best place နဲ့ quite နေထားတယ်ဒီ kitchen ကဟိုနဲ့အောက်ကပါမယ်ပြီးတော့ဒီဘက်အချက်မှာဆိုရင်ကျွန်တော်ဒီ oven ပါမယ် oven ရဲ့အပေါ်မှာဆိုရင်ဟိုကောင်ပါအေးဆိုအေးဆိုဘယ်ပြီးဒီခန်းထဲမှာလည်း aircon လုပ်နေတာအဲ့ပြီးတော့နောက်ထပ် toilet တစ်ခုကဒီဘက်ထဲမှာလည်းဒီ aircon ကိုတော့ show flat only လို့ရေးထားတဲ့ aircon မပါဘူးเนาะkitchen cabinet ဒီ accessory ကအကုန်လုံးပေးထားတယ်ဒီပုံစံနဲ့တူပါတယ်ဒီကတက်တာကိုပြန်ပြောပုံစံလုပ်ပေးတယ်เนาะဒီအာဘာကတော့ဒီကြောင်ပါဒီနေရာမှာဒီနေရာက dry kitchen ဖြစ်တယ် dry kitchen ဆိုတာကကျွန်တော်တို့ဒီခဲကနေပြီးတော့ချက်လို့ပြောတာဒီ prepare လုပ်ပါတယ် dry kitchen ကလည်းအဲ့လိုမျိုးဒီမှာတော့ kitchen ကိုဒီဒီခုကတော့ Povero ရဲ့ command toilet ပေါ့နော် command toilet ကလည်းဒီ toilet accessory တွေအကုန်လုံးကိုတေချာလေးလုပ်ပေးထားတယ်အရင်ကလည်းဒီဘောဝေးကနေပြီးတော့ကျွန်တော်ဝင်သွားရင်ဒီဘက်မှာအခန်းတစ်ခန်းရှိမယ်ဒီခန်းကတော့ single room ပေါ့နော် single room ပဲကျွန်တော် queen size ကောင်းကောင်းထည့်လို့ရတယ်အဲ့ဒါပြီးသွားရင်ဒီဘက်မှာဒီ full height window ကနေပြီးတော့ကျွန်တော် view ရနိုင်တာပေါ့နော်ကျွန်တော် either sea view or city view ပေါ့ခန်းထဲဝင်လာမယ်ဆိုရင်ညာဘက်မှာဆိုရင် drawer ရှိမယ် wardrobe ရှိမယ် wardrobe ပြီးရင်ဒီနေရာလေးကတော့ dressing table area ပေါ့နော် dressing table area ဒီကနေပြီးတော့မှဒီဘက်ကို꿰လိုက်မယ်ဆိုရင်ကျွန်တော်အိတ်ခန်းပေါ့အိတ်ခန်းလေးကလည်းသူ့အနေနဲ့သူ space ကောင်းတယ် full height window ဖြစ်မယ်ပြီးတော့အဓိကတော့ view ကိုကောင်းကောင်းမြင်ရမှာပေါ့နော် view ကိုကောင်းကောင်းလေးခံစားလို့ရတယ်ဒီခန်းကတော့ master bedroom ဖြစ်တယ် master bedroom ကလည်းအရင်များနေရောရရနည်းနည်းလေးခက်တယ်အဲ့တော့ကျွန်တော် master bedroom ကိုလေးနဲ့ကြည့်တယ်ဝယ်လာခြင်းမှာ master bedroom ကိုယူထားတယ်ဝယ်ရနေပြီးတော့ဒီဘက်မှာဆိုရင် master toilet ရှိတယ် master toilet ကလည်းတော်တော်လေးကိုကြည့်တယ်ဒါတော့လုံးဝ luxury ကိုလို့ပေါ့နော်ဒီခန်းကတော့ကျွန်တော် junior master ပေါ့ junior master ရဲ့ toilet ဖြစ်မယ်ဒီ toilet နဲ့ဒီအခန်းနဲ့ဆက်ထားတဲ့ junior master ပေါ့နော်ဒါလေးဒါ junior master ရဲ့ bathroom ပေါ့ဒီနေ့ဆိုရင်ကျွန်တော်ဒီအခန်းထဲမှာဆိုရင်ကျွန်တော်ဒီအခန်းကလည်း view ကောင်းကောင်းရနိုင်တယ်ဒါကတော့ junior master ပေါ့